ခင်ပွန်းဖြစ်သူရဲ့ထူးဆန်းတဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်လီဆာဟာအိမ်ထောင်သက်ချောင်းနဲ့အတွင်းမှာခင်ပွန်းဖြစ်သူရွေးချယ်ပေးတဲ့ချစ်သူ29ယောက်ကိုအတင်းကျပ်လက်ခံတွေ့ဆုံပေးခဲ့ရပါတယ်။စပိုင်းမှာလီဆာကညှဉ်းဆန်ခဲ့ရင်သူမရဲ့ခင်ပွန်းချက်က10ယောက်ကြားတွေကိုအိမ်ထဲအထိခေါ်ဆောင်လာပြီးလီဆာကိုရက်ဆက်တဲ့စကားလုံးတွေနဲ့စော်ကားခဲ့ပါတယ်။ You see, my lord, what hurts me greatly is that she will not even try. To think I married a sour-faced prig. နောက်ဆုံးမှာတော့လီဆာဟာဂျက်ကိုလက်စားချေခြင်းနဲ့စိတ်နဲ့သဘောတူလိုက်ပါတယ်။ဂျက်တယောက်တွင်းလို့လားမလားလို့အစပိုင်းမှာညှော်လင့်နေခဲ့ပေမဲ့ဂျက်ကအခန်းတကာအပြင်ဘက်ကနေပျော်ပျော်ကြီးစောင့်ကြည့်နေခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဂျက်ကလီဆာပေါ်ပို့ပြီးကျင်နာလာခဲ့ရင်လီဆာလက်မခံနိုင်တဲ့အရာကိုလည်းပို့လုပ်လာခဲ့ပါတယ်။ဂျက်ဟာအင်ကိုလူတစ်တွေဆက်လက်ပြီးဖိတ်ခေါ်လာပါတယ်။29ယောက်မြောက်ချစ်သူရောက်လာတဲ့အချိန်မှာတော့လီဆာဟာထွက်ပြေးခြင်းလောက်အောင်စိတ်တက်ကြသွားခဲ့ရပါတယ်။သူ့နာမည်ကကီပင်ပါအရင်လူ26ယောက်နဲ့မတူပဲသူဟာပိုင်စိုးပိုင်နေစိတ်တက်မျိုးမရှိပါဘူး။ကီပင်ဟာကြည်လင်ပြီးကျင်နာတတ်တဲ့မျက်လုံးစုံနဲ့ချောမောသူတစ်ယောက်ပါ။လီဆာဟာကီပင်ပေါ်အကြီးကျယ်ဆွဲလန်းသွားပါတယ်။ဂျက်ရဲ့ခွင့်ပြုချက်နဲ့သူတို့2ယောက်ဟာဘာညာကွီးကွာတွေစတင်ခဲ့ပါတယ်။အစပိုင်းမှာတော့ဒီလိုထူးဆန်းတဲ့3ယောက်တွေအခြေအနေဟာအေးအေးချမ်းချမ်းရှိနေခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလီဆာရဲ့ခံစားချက်တွေပြောင်းလဲလာပါတယ်။သူမဟာဂျက်ဘယ်တော့မှမပေးနိုင်တဲ့မိသားစုဆန်ပြီးတည်မြဲတဲ့အိမ်ထောင်ရေးမျိုးကိုတောင်းတလာပါတယ်။ဒါကြောင့်သူမဟာကီပင်နဲ့ကလေးယူပြီးသူ့နောက်ကိုလိုက်ပြေးခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကသူမကိုအလို့မပေးပါဘူး။ဂျက်ကကီပင်ကိုတရားစွဲပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်ရောကြီးပေါင်နဲ့တောင်းဆိုပါတယ်။ကီပင်စီကပိုက်ဆံရဖို့အတွက်ဂျက်ကတော်ဆုံးရှင်းနေတွေကိုငှားခဲ့ပါတယ်။မကြာခင်မှာပဲတရားဝင်စတင်มาတော့တယ်။ရှင်းနေတွေကဂျက်ကိုသူ့ဇနီးနဲ့ဂျာကူလီရဲ့တစ္ဆာဖောက်ချင်းခံရတဲ့ချစ်တတ်တဲ့ခင်မွန်းတယောက်ဖြစ်ပုံဖော်ခဲ့ကြပါတယ်။အဲ့ဒီနောက်သူတို့လက်ထိုးထားတဲ့တပ်တွေကိုတရားဝင်မှာတက်ရောက်စစ်ဆေးခံခိုင်းပါတယ်။ဒီလိုနည်းနဲ့ဂျက်ဟာသူ့ကိုယ်သူအပြစ်မဲ့တဲ့သူတယောက်ဖြစ်အောင်မြင်မြင်ဟန်ဆောင်နိုင်ခဲ့ပါတယ်။ဂျူရီလူကြီးတွေကလည်းဂျက်ပေါ်အကြီးကျယ်တနာသွားကြပါတယ်။တကယ်တော့အမှန်တကယ်ထိခိုက်နေတာခံရသူကလီဆာဖြစ်တယ်ဆိုတာသူမတယောက်တည်းပဲသိပါတယ်။လီဆာကဘလောက်ပဲကုန်ကြပါစေဂျက်ကိုတိုက်ခိုက်လျှောက်လဲချက်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာအရင်ကအမျိုးသား26ယောက်ကိုတယောက်ချင်းစီလိုက်ရှာပြီးဂျက်ရဲ့ရက်စက်မှုတွေကိုတက်တည်ခံခိုင်းပါတယ်။ဒါဟာသူမအတွက်လူသိရှင်ကြားရှက်ရစီမှာဖြစ်ပေမဲ့လီဆာကတော့သူမချစ်တဲ့ကီပင်အတွက်တရားခွင်မှာအချိန်ချင်းထွက်ဆိုဖို့သဘောတူခဲ့ပါတယ်။တစ်ခုပြီးတစ်ခုအရှုပ်တော်ပုံတွေပေါ်ပေါက်လာတဲ့အချိန်သူမချစ်သူကီပင်ကတော့နောက်ွယ်ကကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့လီဆာအမှုနိုင်သွားပါတယ်။ဒါပေမဲ့မမျှော်လင့်ထားပဲသူမချစ်တဲ့ကီပင်ကသူမကိုစိတ်ပြတ်စွာထားရစ်ခဲ့ပါတယ်။ My love for you is declined. I do not love you anymore.